ထမင်းလက်ဆောင်ကားကြပါဦးပေါ့နော်ဒီမှာမင်းသမီးနှစ်ပါးမြန်မာပြည်အလဲရောက်နေတယ်ပေါ့အဲ့ဒါလည်းထမင်းလက်ဆောင်တူတူစားဖို့အတွက်ကိုထမင်းနေကျွေးမယ်နော်နေကျွေးခိုင်းလို့နေကျွေးမှာပေါ့ စားပါတော့ဟင်းနေတာလိုက်စားတယ် တော့ဟင်းဆိုတာညတော့မြောက်ပဲဟုတ်တယ်လိုက်စားတယ်စုံသပင်နဲ့နေရတာဝတ်ထားတာတော့မိမဝတ်ဆိုမသိနေဘိုးဖြူလို့တက်ကြီးတယ်ဘိုးဖြူတရားဟိုဘယ်လိုပြောမလဲငါ့ရဲ့အလဲလာနေတလို့မျိုးပေါ့ဆက်စားမလားတိုင်းစားမလားနေကျွေး တော့ပဲစားမယ်ဘက်ကလည်းထည့်ပြီးရော ထည့်ပေးမယ်လေအေးငါနေပြီးမယ်နေအောင်ခဏလေးမနေပြီးမယ်ငါပြည့်နေတဲ့ထက်ငါပြည့်နေတဲ့ထက် တက်တာထည့်ရမှာ ချက်သားကတာမန်အေးထက် ဟုတ်လား အေးရနည်းနည်းထက်အောင်ချွဲလေးโอเค စားကြပါဦး နေပြီးပိုင်ငါပြည့်နေ ဆယ်ပဲတည်တောင်ကြားနေပြီဒီကကောင်းတယ် ငါတကယ်ဆိုအဲ့လိုထမင်းနေပြီးသားရောင်းရမယ်နော် ကျုပ်ကတလားမြန်နေလို့ပြောနော် ရတာပေါ့ခဏလေးဟိုကတော့တော့ပြန်လာတော့တလားကြော်ဟိုက်လေ တလားမြန်နေရော ဘာလက်ခောက်မယ်ကြောက်ဘိုက်ခဏထမင်းကူလာပြီးအောင်ကြောက်ချက်သားအရင်ဟင်းရည်နဲ့ထဲ ရိုက်မိဆိုင်နေတော့ စားပါအရင်ထဲ ကောင်းတယ် ကောင်းလားသူ့သက်ပါတိုမတိုပါတိုမယ် တရားပါသေးတယ် အဲ့ကလေးတို့ ဘယ်ခွေးတီး ပြေးသေး သူ့သက် ပြေးသေး ချမ်းနဲ့တွေ့တော့ကြာသူတို့ယောက်ျားကြီးနော် ဘုမပွင့်သွား အေးတို့အခုတော့ချမ်းတအားကြီး၆ပြီးတော့တအားကြီးပွင့်မယ်ထင်တာနော်ဟုတ်တယ်လား ကောင်းတယ်လား ငါမှတ်မိတဲ့စကားလေးတစ်ခုကြည့်သေးတယ်နော်မိမတို့ကဒါမျိုးစိတ်ရှုပ်လားအခုတော့တော့မချွတ်တော့ဘူးမိမအင်ဂျီကို မင်းဆိုပို့ဆိုရ ဘာခုဒီသူ့ဘက်တို့ဘူးလားသူမတို့ဘူး ဟုတ်လား ကောင်းလား သူလည်းမျိုးဘယ်ပုတ်ပေးမထင်တယ် တိုက်လို့ တို့အားကောင်းတယ်တိုက်သူပုတ်ပေးမယ်အတူ တကြံကတိုက်ထုံမှာရှိမယ်နော် တချင်တိုက်ထုတ်ပါမယ်ကြည့်မယ် တိုက်ထုံမှာရှိမယ်နေပြည်တော်မှာရှိမယ်မော်လမြိုင်မှာရှိမယ်ရန်ကုန်မှာရှိမယ် ဒီကောင်းလိုက်တယ် တွေ့ရစားမယ်နော်သမင်းစားမယ်သမင်းလာစားမယ်လို့ ဘယ်ခါသွားမလို့ သွားတော့ ကောင်းမယ်ကိုယ်စမ်းကြနေတယ်လက်ပိတ်နေတယ် နိုင် သူတို့တချင်လဲပြန်လာတာအိမ်တက်တော့လည်းလာတယ်အိမ်တက်တော့ပြန်လာပြီလားအခုပြန်ရောက်လာပြီမြန်မြန်โอเคလား โอเค ဒီစားအားပါရတာထမင်းကိုမဲစားမှတော့မစားဘူးထမင်းမစားဘူးလို့မဟုတ်ပဲသိစားပဲလိုက်စားနေ မင်းနေသားလားဟုတ်လား မပြေကောင်းတော့ဘို့လိုလောက်စားပါလေ တက်စားလားမဲစားလောက်တာလား လောက်စားနေပြန် လာ ကောင်းရော ညနေကျရင်ကြက်တီကိုတက်မယ်တပတ်ခါကျရင်မော်လမြိုင်လာမယ် အတူနေဆိုရင်မော်လမြိုင်မှာရှိမှာ အေးဟုတ်တယ်တော့နေပြီးတော့မှာ နေပြည်တော်မှာ နှုတ်က စမ်းပါလေ စားရအောင် ဒါဘာကြီးဆိုလို့ခေါ်လဲ ဘယ်နဲ့စား ကလန်းစားကတန်းစား ကောင်းတယ် မဲစားပါဒီမှာဘာမှပြောတော့ ဒီမှာပို့ပြောတာဗော နော် ယူပဲလာရှင်တယ်ပြရတယ် ဒါကတော့မြန်မာပြည်မှာ မပေါ်ရည်တဲ့ကွယ်ခြံနေနေလူတိုင်းကြော်တယ်မပြောလို့မသိဘူး ဟုတ် ခြံကလွတ်လွတ်လပ်နေတာကလေးတို့တငယ်ချင်းပေါင်းတာလေချေမိုးပြီးမပေါင်းတာထမင်းလား ဟိုဝိုင်း ကြည့်ရလေလူကောင်ဝိုင်းတိတ်အိုးတယ်မစီလေခဏနေအပြင်သွားမယ်ဖမ်းဆိုင်သွားမယ် ဟန်တာမနော် မလို့မလား တော့မ ထမင်းအိုးယူပြောင်းတာရမ်းမယ်你住在那哪来打？你爸就买呀？ ဟုတ်တယ်အမေဝလုံးများနေမှာဘယ်တူ 我没干么来呢你？你看没啦？ မဲရဆက်လား မင်းမိတ်ကပ်ပြင်တတ်ဘူး 你这种啥不能听是不要？ မစား 你那看见了不能听得出来？ ဘယ်နဲ့10နှစ်လောက်ရှိပြီလားရောက်ရှိပြီနော် 是比喏？ 10လောက်ရှိပြီ 你那怎样？ သိဘူးဆောင်းနေရောက်ချို့ 可能听到是比？ ဟုတ်တယ်က哎，ဲ再出来也两个，你上岗了？没了哈？ မဟုတ်ဆက်လား
ကျွတ်ကျွတ်နေအားလုံးရမ်းချင်တယ်ဒါတို့ဒီနေ့ရောက်တဲ့နေ့မို့လောက်တာပုံမှန်ဆိုတို့လည်းအဲ့လိုတွဲမစားအော်လို့ ရန်အော်တဲ့အားပွင့်တော့အားလုံးနဲ့ပွင့်ပြီးအားထွက်လန်ထွက်နေတော့လေစင်ပြင်းလေကိုကကျတော့အဲ့လောက်ထိပွင့်နိုင်မရအောင်နော် ဟုတ်တယ် ကျွတ်ကျွတ်နေအားလုံးရမ်းချစ်တယ်လက်သွက်ကားနော်